ဒီပွဲဟာအော်စတြေးလျအတွက်အမှားခံလို့ပဲဖြစ်တဲ့ပွဲတစ်ပွဲဖြစ်တယ် Cyprus ကဗျာတကယ်တမ်းပြောရရင်မခေဘူးဗျ Cyprus ကဂိုးပေါက်ကန်သွင်းချက်တွေက9ချိန်တိတိရှိခဲ့ပြီးတော့ Australia ရဲ့ဂိုးပေါက်ကန်သွင်းချက်က3ချိန်လောက်ပဲရှိခဲ့ Australia level 20ဆိုတဲ့အနေထားနည်းနည်းလေးသင်သားတွေကဒါပေမဲ့ FIFA ဆင့်ရက်ပြီးမှပြန်ကြည့်ကြတော့85နဲ့4လက်ပေါ် Romania ပို့တာအခုဆွေးနွေးသုံးသပ်ပေးမဲ့အုပ်စုကတော့အုပ်စု A ရဲ့ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ကျွန်တော်တို့ဒါဘော့စနီးယားနဲ့ရိုမေးနီးယားအပေါ်အော်စတြေးလျနဲ့ Cyprus ပေါ့နော်ဒါသူတို့ရဲ့ရည်တည်မှုကတော့ဒါအုပ်စု A မှာလို့ဒါအော်စတြေးလျ15မှတ်ပြီးတော့ဘော့စနီးယားကျွန်တော်တို့13မှတ်ရိုမေးနီးယားက10မှတ်နဲ့နောက်ဆုံး Cyprus က10မှတ်တော့ရထားတယ်ပေါ့အဲဒီနှစ်တင်းရဲ့ပွဲစဉ်မှာဒီအုပ်စုရဲ့ပွဲစဉ်နှစ်ပွဲမှာတော့ဒါကျွန်တော်အကြိုက်ကိုပြောနေကျွန်တော်ကတော့အော်စတြေးလျဒါဒီပွဲဟာအော်စတြေးလျအတွက်အမှားခံလို့ပဲဖြစ်တဲ့ပွဲတစ်ပွဲဖြစ်တယ်ဘော်ဒီဈေးကတော့လာကျွန်တော်တို့ကပျော့မူလတည်ဈေးနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ပျော့ပြောင်းလာတာတော့တွေ့ရတယ်။2ပေါင်း80ရာဒီမှာအခု1လို့80လို့တော့ဖြစ်နေတာတွေ့ရတယ်ပေါ့နော်။လက်ရှိကျွန်တော်ပြောနေတဲ့အချိန်မှာဒါကြေးတော့နည်းနည်းလေးကျသွားပြီမဲ့လို့ကျွန်တော်တို့ဒီပွဲတင်ရမဖြစ်မနေအမှားခံလို့မရတဲ့အတွက်ကျွန်တော်ဩစတြေးလျပေါ့စာမှာမဟုတ်ဘူးလို့ထင်တယ်။နောက်တစ်ချက်ကဒီ Cyprus ကခံစစ်အားနေတဲ့အတင်းနဲ့ဖြစ်တာတဲ့အညီတခုတော့ရှိတာကိုကြောက်ဖို့တော့ဒါပါအကြောက်တော့ဩစတြေးလျမြေမှာတော့တလုံးနဲ့ပဲနိုင်ခဲ့တဲ့အနေအထားတော့ရှိတယ်ပေါ့နော်။ Cyprus မြေမှာတော့အနည်းဆုံး2ဂိုးပြတ်ရမယ်အနေအထားဆိုတော့လက်တော်မှာလည်းပါကြောက်ကန်တော့အရန်ဖီအားမရှိဘူးပေါ့ဗျာအခုကတော့ဒါအော်စတြေးလျအတွက်ကဒီပွဲကပေါ့ဆလို့မရတဲ့ပွဲတစ်ပွဲဆိုတော့ကျွန်တော်ကကြေးအောင်နေနေရတယ်54.1ရာခိုင်နှုန်းလောက်ရှိတာကိုတွေ့ရတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဒီနှစ်ပွဲမှာကျွန်တော်အကြိုက်ကတော့ကျွန်တော်အော်စတြေးလျကိုရွေးချယ်တယ်မှာဆရာတို့ရဲ့အဲ့ဒီအုပ်စု A ရဲ့ပွဲတင်တဲ့ပွဲမှာဆရာတို့ရဲ့အကြိုက်လေးတွေတစ်ခွက်စီကိုပြိတ္တတွေပဲထုတ်ပြလို့ပါ Cyprus ကဗျာတကယ်တမ်းပြောရရင်မခေဘူးဗျအပါအကျော်တော့ Australia က1-0နဲ့နိုင်သွားတယ်ဆိုတော့ Sabitzer ဒါ penalty goal နဲ့နိုင်သွားတယ်ဆိုတော့အဲ့မှာပြန်ကြည့်မယ်ဆိုရင်ဒီ Cyprus ကဂိုးပေါက်ကန်သွင်းချက်တွေက9ချိန်တိတိရှိခဲ့ပြီးတော့ Australia ရဲ့ဂိုးပေါက်ကန်သွင်းချက်က3ချိန်လောက်ပဲရှိခဲ့ဒါ Asian เนาะအဲ့လိုအနေထားမျိုးကဗျာဘောလုံးပိုင်ဆိုင်မှုတော့ Australia က80ကျော်နဲ့ဒါတစ်ချိန်လုံးဖိပြီးကစားနိုင်ခဲ့ပြီမဲ့ဒီ Cyprus ရဲ့ကောင်တာတွေနဲ့Australia တော်တော်လေးကိုလန်ကျပြီးတော့မနေ့ထိပြီးတော့ဘိုးမပေးရဘူးကန်ကောင်းတယ်ပေါ့အဲ့လိုအနေထားမျိုးမှာဒုတိယကြော့ကောရောက်ကောဒါက1အရှုံးတော့ဒီဖြစ်လာတယ်ဆိုတော့ကAustralia ရဲ့အမှတ်လိုအပ်ချက်ကြောင့်လား Cyprus ကတော့ဒါရှင်းပြောရရင်တိတ်ပြီးတော့မလို့တော့အနေထားတစ်ခုရောက်လာတယ်ပေါ့နော်အဲ့တော့ Australia ကဒီလောက်ကြေးပြင်းနေတဲ့အနေထားမှာပါချုံ1-0ကိုခြေဖြတ်ပြီးတော့အခုဂိုးပြတ်နိုင်မလားဆိုရင်တော့ကျွန်တော်အနေနဲ့နိုင်ဖို့များတယ်လို့ထင်။ဘာဖြစ်လို့လဲဆိုတော့ Australia ရဲ့ဒါကတော်တော်လေးကိုကြာနေပြီသူကမ္ဘာဖလားချစ်စပွဲမအောင်တာဒီပွဲကသူ့အတွက်ဒီပွဲနိုင်လိုက်တာလေသူကအခြေအနေရန်ကောင်းချစ်စပွဲအောင်သွားမယ်ဆိုတော့ဒီ Australia ကိုပဲကျွန်တော်တို့ကအားပေးရမယ့်အခြေအနေပဲအာရှဈေးကွက်အနေထားကလည်းကျင်းတင်တယ်အာနူတိုဗစ်တို့ဒါ service စာလို့ဆိုတော့ကလည်းဒီ4231မှာဖန်တီးမှုအားအရန်ကောင်းနေတယ်ဒီတိုက်စစ်ကို Australia ကလည်းပိုင်ဆိုင်ထားတယ်သူ့ရဲ့ဒီ Cyprus မြေဟာကစားရခတ်တယ်ဆိုပြီးမြဲ Cyprus ရဲ့ကန်စစ်ပိုင်းကတော့အမားလေးရှိတယ်ဆိုတော့ဒီပုံမှာကောင်းကောင်းသုံးချပြီးတော့ဖီအားပေးဖွင့်တိုက်လာမဲ့ဒီAustralia ကိုပဲကျွန်တော်လည်းသဘောကျတယ် ဆရာနောက်ပွဲကတော့ကျွန်တော်ပေါ်ပြတဲ့အဲ့ပွဲကတော့ဗျာဗာလဲရိုမေးနီးယားနီးပြဒါမီချီယာလူဆက်စကူကတော့အသင်းကိုကောင်းကောင်းထိန်းချောင်းပြီးတော့ကစားအောင်မြင့်တင်ပေးနိုင်တယ်ဆိုပေမဲ့ရိုမေးနီးယားကလည်းသူ့ရဲ့အပိုင်းကရလက်ပိုင်းလေးတချို့ရလက်ပိုင်းလေးရတဲ့ရတဲ့ရလက်ပိုင်းလေးတွေမရတဲ့အတွက်ကြောင့်မလို့သူကအခုရုံးကန်ရတဲ့အခြေအနေကိုရောက်သွားတယ်။ဒါဘော့စနီးယားကတော့မထင်မှတ်ပဲနဲ့ဗျာ။အရင်တော့ဆိုဒါဘော့စနီးယားဆိုရင်ပြီးခဲ့တဲ့နှစ်တွေကဆိုရင်ဒါဘော့စနီးယားဆိုတဲ့အသင်းကအများကြီးရုံးကန်နေရတယ်။ နင်းရှင်းနေမှာအောင်ပါအများရုံးကန်နေရပြီးတော့ဒီကမ္ဘာဖလားချစ်စပွဲမှာဘော့စနီးယားကတိုးတက်လာသူ့ရဲ့ကစားသမားကောင်းတွေလည်းပေါ်ထွက်လာတယ်တိုးတက်လာတယ်အသင်းလိုက်ကစားအားတွေလည်းကောင်းလာတယ်ဒါပေမဲ့ထူးခြားနေတာကဘော့စနီးယားက level 20 30လောက်ပဲကျော်ပြီးတယ်ဆိုတာကြီးကတော်တော်လေးကိုပြထူးခြားတာဟုတ်ဆရာဆိုတော့ဒါအာရှဈေးကွက်ကတော့ရိုမေးနီးယားဘက်မှာရှိတယ်အဲ့ဒီဘက်ကတော့ကျွန်တော်အနေနဲ့အန်ရများမယ်လို့ထင်တယ်ကျွန်တော်ကတော့ဒါဩစတြေးလျကိုပဲရဲအားပေးတဲ့တယ်လို့တော့နေတယ်ဗျဆရာရဲ့မြင်ကျွန်တော်ကတော့ဘော်စနီးယားနဲ့ရိုမေးနီးယားမှာရိုမေးနီးယားကိုပို့တိုက်တယ်လက်ရှိအနေထားဆိုရင်တော့ခုနပြောရတော့ဘော့စနီးယား level 20ဆိုတဲ့အနေထားနည်းနည်းလေးသင်သားတွေကဒါပေမဲ့ FIFA ဆင့်ရက်ပြီးမှပြန်ကြည့်ကြတော့85နဲ့4လက်ပေါ် Romania ပို့တာလက်ရှိဒီပွဲပြီးသွားရင်ဘော့စနီးယားက Australia နဲ့ထိတ်တဲ့တွေ့ကြတာဒီပွဲဒီမှာသင်သားတွေအချက်နည်းနည်းလေး3ချက်ဟောကွာပြဘော့စနီးယားဘာကြောင့်ကြေးပြောရလဲလက်ရှိ
FIFA ဆင်းရက်တင်လို့ကြောက်ပြီးပြောရတယ်ဒီဘက်ပြီးဘောစနီးယားတတိယအောင်အော်စတြေးလျရတယ်ဆိုတော့သူ့အတွက်အရေးကြီးတယ်လို့ပြောရသည်ကွာတပတ်ကရူမီနီးယားကြားပြန်တော့လေဒီဘောစနီးယားနဲ့ပွဲကသူတော်တော်လေးရေးပါတယ်ဘာကြောင့်ရေးပါသွားလဲဆိုသူကအော်စတြေးလျကိုပြီးခဲ့တဲ့ပွဲတွေမှာနိုင်ခဲ့အော်စတြေးလျလိုအသင်းမျိုးကိုနိုင်ခဲ့တဲ့အတွက်ကြောင့်ဒီပွဲတွေမှာဖက်မှတ်နဲ့ဘောစနီးယားကိုသူကအနည်းဆုံးဂိုးပြတ်ထားဖို့လို့ဒါပေမဲ့သူနောက်တွေ့မှာကလည်းဆက်မှာပြီးလို့သူတော့ပြောမယ်ဆိုဒီပွဲတွေမှာသူ0-1နဲ့3မှတ်ရပြီဆိုအမှဂိုးကတက်တယ်တောင်းတော့ပဲရှိတယ်အဲ့ဒါကိုဆမ်မာရီနိုနဲ့ပွဲတွေမှာပြန်ပြီးတော့ဖြည့်လို့ရဆိုတော့ကျွန်တော်ကဒီပွဲတွေမှာနည်းနည်းလေးပို့ပြီးတက်ဝင်လာမိတာရူမီနီးယားဒီပွဲတွေမှာလည်းသူကတည်ရကြပြီဆိုတာနဲ့သူကတောင်းဆိုတော့ဒီလက်ရှိအနေထားရဆိုရင်ကျွန်တော်ကတော့အနိုင်ကစားရမယ်ရူမီနီးယားလက်ရှိကစားအားပိုင်းမှာလည်းအော်စတြေးလျကိုနိုင်ခဲ့တဲ့စီဇန်မျိုးနဲ့ဆိုရင်ဒီပွဲတွေမှာသူတို့အကောင်းဆုံးရုံးနိုင်မယ်လို့ထင်တယ်ဗျာကျွန်တော်ကတော့ရူမီနီးယားလည်းတော့တင်တဲ့နိုင်ငံလားတော့မယ်လို့ထင်တယ် ဒီ transit လေးလည်းကောင်းပါပါနော် အဲ့ဒါကျွန်တော်တို့အုပ်စု A ရဲ့ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ကျွန်တော်တို့ Cyprus နဲ့ Austria နဲ့ခုနကဘော့စနီးယားနဲ့ရိုမေးနီးယားတို့မှာကျွန်တော်တို့ကတုံးတက်ဆူတောင်းတစ်ခုအစောကနေတုံးတက်ခဲ့တယ်လို့ပဲเนาะအဲ့လိုဒီမှာဧည့်သည်နှစ်တင်းကိုအားပေးရမယ်လို့ကျွန်တော်တို့ကရွေးချယ်ပြီးတယ် Austria နဲ့ကျွန်တော်တို့ရိုမေးနီးယားအားလုံးအောင်မြင်ပါလိမ့်မယ်